ငြိမ်နေတဲ့သဘောကိုတမာတိလို့ခေါ်တာတည်ငြိမ်တဲ့သဘောလေးကိုတမာတိလို့ခေါ်တာငြိမ်နိုင်ကောင်းတာမဟုတ်တရားထိုင်လို့ငြိမ်နေတဲ့လူတယောက်ကကုသိုလ်လေးနဲ့ငြိမ်နေပေမဲ့အိုးဖဲရိုက်တဲ့ဖဲသမားလည်းငြိမ်နေတာပဲဖဲသမားလည်းငြိမ်နေတာပဲဒါပေမဲ့ဖဲသမားငြိမ်တဲ့အငြိမ်ကြတော့ကုသိုလ်နဲ့ငြိမ်တာမဟုတ်လောဘနဲ့ငြိမ်ဘာလေးတက်လာမလဲကိုလိုချင်တဲ့မရဒေါသနဲ့ငြိမ်နိုင်တမာတိမဟုတ်ငားများတဲ့သူတယောက်ကလည်းငြိမ်နေတာပဲသူဟာနဲ့သူငြိမ်နေတာဒါပေမဲ့အကုသိုလ်နဲ့ငြိမ်နေတာကုသိုလ်နဲ့မငြိမ်ဘူးငြိမ်နိုင်ကုသိုလ်ရတာမဟုတ်တည်ငြိမ်နိုင်တမာတိတိုင်းကုသိုလ်တမာတိမဟုတ်အကုသိုလ်မှာရှင်းတဲ့တမာတိလည်းရှိတဲ့အတွက်မှန်ကန်တဲ့တည်ကြည်မှုတည်ငြိမ်မှုဖြစ်ဖို့ဆိုအသိဉာဏ်လေးကပါပေးရတယ်အသိဉာဏ်လေးပါဒါကြောင့်မလို့သူများကိုကြည်ပြီးတော့ကိုယ့်ဘဝကိုအားမလို့အားမရမဖြစ်ပါနဲ့ကံကိုလိုက်ပြီးတော့မပြိုင်ပါနဲ့ကံကိုပြုပြင်နိုင်အောင်ကြိုးစားကံကိုပြင်တယ်ဆိုတော့ကိုယ့်အလုပ်ကိုပြင်တာပဲကိုယ့်အလုပ်ကိုပြင်လူတိုင်းဟာဒီဘဝမှာပဲအောင်မြင်မှုရနိုင်တာဘုရားကဒီဘဝမှာအောင်မြင်မှုရဖို့ခုနကပြောခဲ့တဲ့အောင်မြင်ခြင်းအကြောင်းတရား၄ပါးမြင်ရတဲ့ဆန္ဒရှိရတယ်ကြိုးစားအားထုတ်တဲ့ဝိရိယရှိရမယ်တည်တည်ငြိမ်ငြိမ်ခိုင်မာတဲ့စိတ်ဓာတ်ရှိရတယ်အကြောင်းအကျိုးအကောင်းဆိုဆင်ခြင်တတ်တဲ့အသိဉာဏ်လေးရှိရတယ်ဒီအချက်၄ချက်ကိုအောင်မြင်ခြင်းအကြောင်းတရား၄ပါးလို့ပြောတာဒီအချက်၄ချက်တာရှိနေလို့ရှိရင်ကိုယ်ကံကိုပြင်ပြီးသားပဲပြစ္ဆုတ်ပံဘဝလူဘဝကိုရလာတာဘာမှကိုဘဝကိုမကြည်မနှက်ဖြစ်เสียအကြောင်းမရှိတော့ဘာမှကိုဘဝကိုအလိုမကျဖြစ်เสียအကြောင်းမရှိတော့ပြစ္ဆုတ်ပံတဲ့မှာလူတိုင်းဟာဝိရိယရဲ့အကျိုးဆန္ဒရဲ့အကျိုးတမာတိရဲ့အကျိုးတည်ကြည်မှုရဲ့အကျိုးအသိဉာဏ်ရဲ့အကျိုးကိုဒီဘဝမှာခံစားနိုင်ပါတယ်ကံတရားကိုခဏထားသူတို့ကံကောင်းရင်ကောင်းမှာပဲဒါအတိတ်ကအကြောင်းတရားကြောင့်ကိုယ်တွေကပြစ္ဆုတ်ပံမှာကံနေဆိုးပေမဲ့အတိတ်ကအကုသိုလ်အကြောင်းတရားတွေပါလာလို့အတိတ်ကမကောင်းတဲ့အကြောင်းတရားတွေပါလာလို့ပြစ္ဆုတ်ပံမှာလုံးသမျှအရာမထင်ပေမဲ့ပြစ္ဆုတ်ပံတဲ့မှာအောင်မြင်ခြင်းလို့ရှင်တော့ဘုရားကအောင်မြင်ခြင်းအကြောင်းတရား၄ပါးကိုဟောထားပြီးသားဖြစ်တဲ့အတွက်ကိုယ်တွေကဒီအောင်မြင်အကြောင်းတရား၄ပါးလက်ကင်ထားနိုင်မယ်ဆိုရင်ကိုယ်ကံကိုပြင်ပြီးသားရတာကိုယ်ကံကိုပြင်ထားရင်သူများနဲ့ကံပြိုင်စရာအကြောင်းမရှိဘူးခြေနဲ့အောင်လက်ခံနိုင်တဲ့စွမ်းအားရှိရတယ်ဆိုလိုတာကဘလို့အနေထားမျိုးမှာပဲဖြစ်ဖြစ်သူ့ကိုကြည့်ပြီးတော့ကိုယ့်ဘဝကိုအားမရမဖြစ်ပါနဲ့သူ့ကိုကြည့်ပြီးတော့ကိုယ့်ဘဝကိုမကြည်မနဲ့ဘယ်တော့မှမဖြစ်ပါနဲ့သူသုံးတယ်လို့မသုံးနိုင်လို့အတွက်ကိုယ့်ဘဝကိုဘယ်တော့မှအားမငယ်ပါနဲ့ဘဝမှာဘလို့အခြေအနေမျိုးပဲလာအဲ့ဒီအခြေအနေတရက်ကိုလက်ခံနိုင်ရင်ဆိုင်နိုင်တဲ့စွမ်းအားဟာကျင့်တတ်စေတဲ့အကြောင်းတရားပဲလူတွေမှာရင်မဆိုင်နိုင်လို့မကျင့်တတ်တာလက်မခံနိုင်လို့မကျင့်တတ်ဖြစ်တာအခြေအနေအရက်တစ်ခုမှာအကြောင်းတရားကြောင့်အကျိုးတရားဖြစ်လာရင်အဲ့ဒီအကျိုးတရားကိုလက်ခံနိုင်တဲ့စွမ်းအားရှိမကျင့်တတ်စေအကြောင်းမရှိတော့မကျင့်တတ်စေအကြောင်းကိုလှုပ်တဲ့အကြောင်းတရားကိုယ့်ရဲ့အကျိုးတရားပဲတခါကြောင့်ကိုလှုပ်တယ်ရသမျှအကျိုးတရားကကိုမျောလင်းတလောက်ရမလာဘူးဆိုရင်လူတွေကမကျင့်တတ်တော့ငါစူးစမ်းရသားနဲ့ငါဒီလောက်လုပ်ရသားနဲ့ဒီလောက်ပဲရတယ်ဆိုတဲ့သဘောနဲ့သူတယောက်ခြားသူတယောက်နဲ့တွားပြီးချိန်ထိုးတာဒါပေမဲ့တခြားသူတယောက်ရဲ့အကြောင်းတရားကိုကပြည့်ဝမသိဘူးကိုကပြည့်ဝမယ်တခါကျတော့အိုးစာကြက်ထားပဲမြင်တာသူလည်းဒီစာပဲကြက်တာငါလည်းဒီစာပဲကြက်သူလည်းဒီစာပဲရငါလည်းဒီစာပဲရတာပဲဒါပေမဲ့အောင်စင်းထွက်လာ तू ကငါးထက်အမှတ်တွေပိုရနေတယ်ငါးထက်ပိုသာနေတယ်အဲ့မှာကိုကဒုဋ္ဌချင်းအတူတူကိုပေါ်ကိုမကျင်တော့သူ့ပေါ်ကိုအားရကြတာတကယ်တမ်းကျသူ့ဟာသူ့အကြောင်းတရားရှိတယ်သူကအတူတူကြက်ထားခြင်းအတူတူဘာဖြစ်လို့ तू ကအမှတ်ပိုများတာလဲအကြောင်းတရားကဖြေပုံဖြေနည်းလေးကွာသွားတော့ကို့မှာအဲ့ဒါအားနေတဲ့အတွက်ကြောင့်ကိုကသူ့လောက်မရဘူးဆိုလို့ဒီလိုလက်ခံနိုင်စွမ်းအားရှိသွားပြီဆိုရင်သူ့အပေါ်မှာလည်းဘာမှဖြစ်စရာအကြောင်းမရှိတော့ကို့အခြေအနေပေါ်မှာလည်းကိုလက်ခံနိုင်စွမ်းရှိသွားတယ်မကြည်မနဲ့ဖြစ်စရာအကြောင်းမရှိတော့